ီးသွားမျိုးသမီးတဦးသည်ကြောက်လန့်တကြားဖြင့်ကန်းဆက်တွင်မိကျောင်းတကောင်၏အလောင်းကိုတွေ့ရှိခဲ့သည့်လမ်းပြဖြစ်သူသောမတ်ကတစုံတရာမှားယွင်းနေကြောင်းချက်ချင်းသတိပြုမိလိုက်သည်ထိုမိကျောင်းသည်ဤရေပြင်တွင်အတန်မာဆုံးနှင့်ဤနေရာ၏ပိုင်ရှင်ဖြစ်တော်လဲယခုအခါရင်းဤရှိမီတာရှည်သောကိုခန္ဓာမှာနှစ်ချမ်းကွဲနေပြီဖြစ်သည်သောမတ်ကဒီလိုရာမျိုးကိုဘလို့တိရစ္ဆာန်ကလုံနိုင်တာလဲဟုတွေးတော့ကချက်ချင်းပြန်လှည့်ရန်ဆုံးဖြတ်လိုက်တော့လဲခီးသွားမျိုးသမီးကဆက်သွားရန်တောင်းဆိုခဲ့သည်သူမသည်မိကျောင်းများကိုကြည့်ရန်ငွေပေးချေထားပြီးအရှင်လက်လက်ရှိနေသည့်မိကျောင်းတကောင်ကိုအနီးကပ်တပုံရရန်လိုအပ်သည်ဟုဆိုသည်ထို့သောကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကြောင့်ကြံရှိသူများမှာသဘောမတူကြပေအခြေအနေများပုံမဆိုးရလာသည်ကိုမြင်သောအခါသောမတ်သည်ဆက်လေကိုထိုရေပြင်မှအမြန်ဆုံးမောင်းထုတ်လိုက်သည်သို့သောအတန်ငယ်များမသွားရသေးမီမှာပင်ဆက်လေသည်တစုံတရာကိုဝင်တိုက်မိသွားသည်ရေထဲတွင်ဘာရှိသည်ကိုမမြင်လိုက်ရမီမှာပင်ဆက်လေသည်နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခံလိုက်ရသည်မိသူများအစင်သင့်မဖြစ်လိုက်ကြပဲအားလုံးရေထဲသို့ပြုတ်ကျကုန်ကြသည်ကံကောင်းထောက်မစွာဖြင့်အားလုံးဒီပါရေကူးတက်ကြပြီးအားကုန်သုံးကတိမ်မောက်နေသောဆက်လေကိုတဲ့ပေါ်သို့တက်ရောက်ခိုလုံခဲ့ကြသည်သို့သောသောမတ်မှာမူကံမကောင်းခဲ့ပေတားရဲကသူ့အားရေအောက်သို့ဆွဲချသွားခဲ့သည်အပြင်းထန်ရုန်းကန်ပြီးနောက်သူသည်လွတ်မြောက်လာခဲ့ပြီးအားလုံးဝိုင်းဝန်းကဆက်လေပေါ်သို့တင်ပေးခဲ့ကြတော့လဲကိုက်ခံထားရသောဒဏ်ရာများကြောင့်ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သည်တရိတ်ဆန်ကရက်တက်မသွားပဲအေယာမတစ်ပင်ကြီးတစ်ပင်နှင့်ဝင်တိုက်မိသည့်အထိဆက်လေကိုအဆက်မပြတ်တွန်းတိုက်နေခဲ့သည်သူနာပြုတဦးဖြစ်သောဆယ်လီကသောမတ်၏ဒဏ်ရာများကိုစစ်ဆေးကြည့်ရာသွေးများပြားဆုံးရှုံးထားပြီးအခြေအနေမှာအလွန်မင်းစိုးရိမ်ရကြောင်းတွေ့ရှိရသည်သောမတ်ကဆက်လေပေါ်တွင်အချက်ပြမိတိုင်တစ်ခုရှိကြောင်းရင်းဖြင့်ဓာတ်ကိုပူအောင်လုပ်ကတွေးထွက်ရက်စေရန်ဒဏ်ရာကိုမိဖြင့်တို့ပေးရန်ပြောကြားခဲ့သည်အခြားခီးသွားတဦးဖြစ်သောခရစ်စတင်ကနေရာအနှံ့လိုက်ရှာရာအဝါရောင်တက်တာနှင့်အတူအချက်ပြမိတိုင်ကိုအမြန်တွေ့ရှိခဲ့သည်ကံကောင်းထောက်မစွာဖြင့်အရာရာအဆင်ပြေသွားပြီးတားရဲကထပ်မံမတိုက်ခိုက်ခဲ့ပေဆယ်လီ၏ဖခင်ကတက်တာကိုယူကာဓာကိုမိပူတိုက်ပေးခဲ့သည်ဆယ်လီကသောမတ်၏ပါဇက်ထဲသို့တစ်သားဆက်တစားထိုးထည့်ပေးခဲ့ပြီးနာကျင်မှုကြောင့်အော်ဟစ်ကသောမတ်မှာတတိလမတက်ဖြစ်သွားခဲ့ရသည့်အခြေအနေမှာအလွန်ဆိုးရွားလာသည့်ဆက်လီ၏ရေဒီယိုမှာရေဆိုသွားသဖြင့်အလုံးမလုံးတော့ပဲထိုနေရာတွင်ဖုန်းလိုင်းလည်းလုံးဝမရှိပေဆယ်လီတာမိုက်မှာဆက်၍မခံနိုင်တော့ပဲသောမတ်အားမြည်သည့်အရာကသူတို့ကိုတိုက်ခိုက်ခဲ့သည်ကိုမေးမြန်းခဲ့သည်သောမတ်ကတားရဲသည်သူအားတကိုယ်လုံးပါဇက်ထဲထည့်ခဲ့တော့လဲအဆုံးတွင်မစားသွားခဲ့ကြောင်းတင်းမှာရေမြင့်တကောင်ဖြစ်မိဟုတန်တရားရှိကြောင်းသာသိထားသည်သူတို့၏စိတ်တက်ကြနေမှုကိုမြင်သောအခါသောမတ်ကအချိန်မီစိတ်ကန်းသို့မပြန်ရောက်လာပါကသူတို့၏တထေးကလိုက်ရှာလိမ့်မည်ဟုဆိုကနှစ်သိမ့်ပေးခဲ့သည်သို့သောဆက်လီ၏ဒီနေရာပြဆက်မှာရေအောက်တွင်ရောက်နေပြီးပိတ်ထားခဲ့သည်ထိုအချိန်တွင်တားရဲကြီးပြန်ပေါ်လာခဲ့ပြီးရင်း၏ပုံစံအရအမှန်တကယ်ပင်အေယာမရေမြင့်ကြီးတစ်ကောင်ဖြစ်နေသည်ရင်းသည်တစ်ပင်ကိုတက်တက်ဝင်တိုက်ခဲ့ရာခီးသွားဟန်နာမှာမထိန်နိုင်ပဲရေထဲသို့ပြုတ်ကျသွားခဲ့သည်သူမသည်အလွန်မင်းစိုးရိမ်တကြီးဖြင့်ရေပေါ်သို့တက်လာကပင်စီကိုကင်တွက်ရန်စူးစမ်းခဲ့တော်လဲအခေါက်များချောနေသဖြင့်မကင်မိခဲ့ပေဆယ်လီ၏ဖခင်ကလော်တက်ကိုယူကာရေထဲသို့ခုန်ဆင်းပြီးရေမျက်နှာပြင်ကိုရိုက်ခတ်ကရေမြင့်ကိုခြောက်လန့်ရန်စူးစမ်းခဲ့တော်လဲနောက်တစ်စက္ကန့်တွင်ပင်သူပါရေအောက်သို့ဆွဲချခံလိုက်ရသည်ကြောက်လန့်နေသောဆယ်လီမှာမိမိ၏ဖခင်ဘာမှမတက်နိုင်ပဲပျောက်ကွယ်သွားသည်ကိုကြည့်နေုံသာတက်နိုင်တော့သည်အခြားရွေးချယ်စရာမရှိတော့ပဲဟန်နာသည်တက်ရန်တစ်ပင်စီကိုအခြားတနေရာတွင်ရှာဖွေတွေ့ရှိချိန်၌ပင်ရေမြင့်ကရေထဲမှခုန်ထွက်လာပြီးသူမအားရေအောက်သို့ဆွဲချသွားခဲ့သည်ခရစ်စတင်မှာစက္ကန့်အနေငယ်များကြက်တည်တည်သွားပြီးမှဟန်နာသည်သူမ၏အကောင်းဆုံးတငယ်ချင်းဖြစ်သောကြောင့်ငိုကြွေးလေတော့သည်မကြာမီညရောက်လာခဲ့သည်ထိုအချိန်မှသာတထေးကသောမတ်၏ဆက်လေပြန်မလာသေးကြောင်းနှင့်ဒီနေရာပြဆက်လဲလုံးဝအလုံးမလုပ်ခဲ့ကြောင်းသတိပြုမိသွားခဲ့သည်သူသည်တနက်တလက်ကိုယူကာရှုညွန်ထဲသို့ဝင်ရောက်လာခဲ့သည်တစ်ဖက်တွင်လည်းသောမတ်၏ဒဏ်ရာမှာပြည်တီလာပြီဖြစ်ပြီးအမြန်ဆုံးကုသမှုမရရှိပါကတေဆုံးသွားလိမ့်မည်ဖြစ်သည်ကယ်ဆယ်ရေးလုပ်ငန်းများစတင်နေပြီဖြစ်တော့လဲဤရေပြင်မှာကျဲပြောလုံးလာသဖြင့်သူတို့ကိုအမြန်ဆုံးရှာတွေ့ရမှာမဖြစ်နိုင်တဲ့လောက်ပင်ရှိနေသည်တခုတည်းသောထွက်ပေါက်မှာဆက်လေ၏ဒီနေရာပြဆက်ကိုပြန်ယူကာဖွင့်ရန်ဖြစ်တော့လဲရေမြင့်ကမိသည့်အချိန်မဆိုထပ်မံတိုက်ခိုက်နိုင်ခြေရှိနေသည်ခရစ်စတင်ကဒင်းကိုလှုပ်ဆောင်ပေးရန်ဆန္ဒပြုခဲ့သည်သူမကမိုက်အားရေပေါ်သို့လောင်စာစီများလောင်းချပြီးရေမြင့်အနီးသို့မလာနိုင်အောင်မိတိုင်းတစ်ခုတိဆောက်ပေးရန်တောင်းဆိုခဲ့သည်အရာအလုံးအစင်သင့်ဖြစ်သောအခါသူမသည်ရေထဲသို့ပြင်းပြင်းစွာဆင်းသွားခဲ့သည်မောက်နေသောဆက်လေအောက်ဘက်မှရေကူးသွားစဉ်သူမ၏တငယ်ချင်းဟန်နာ၏အလောင်းကိုတွေ့ရှိခဲ့ရသည်ရေမြင့်သည်သူမကိုမစားဘဲကြိုက်တက်ကထိုနေရာတွင်သာထားခဲ့ခြင်းဖြစ်သည်နာကျင်မှုကိုအန်တူရင်သူမသည်ဒီနေရာပြဆက်ကိုဆက်လက်ရှာဖွေခဲ့ပြီးကံကောင်းထောက်မစွာဖြင့်အနေတစုံတရာမရှိဘဲယူဆောင်လာနိုင်ခဲ့သည်သောမတ်ကအကူဝေးအချက်ပြမှုကိုချက်ချင်းပေးပို့လိုက်သည်ရင်းကိုမြင်လိုက်ရသောအခါတထေးကလမ်းကြောင်းကိုသိရှိသွားပြီးသူတို့ရှိရာသို့အမြန်မောင်းနေလာခဲ့သည်မကြာမီမှာပင်အဝေးမှတောက်ပသောအလင်းရောင်တစ်ခုပေါ်လာခဲ့ပြီးအားလုံးကစိတ်လှုပ်ရှားစွာဖြင့်လက်များကိုဝမ်းသာအားရဝေယံပြခဲ့ကြသည့်အဆုံးတွင်မျှော်လင့်ချက်များရောက်ရှိလာခဲ့ပြီးဖြစ်တော်လဲရေမြင့်ကသူတို့ကိုဒီလောက်လွယ်လွယ်နဲ့ဘယ်လိုလုပ်ပေးမည်နည်း